안녕하십니까 이찬입니다. 디니가도 verb 아어여서 죽을 것 같다 소리 그럼 알고 됨비만 배펴봐래. 시야 verb 필론로 아나가 띠러멜로베 소라리 라이라이다 봐. 뼈지나가 에리 에치니 ခံစားချက်တွေကအရန်ကိုပြင်းထန်လွန်းလို့တည်တော့မယ်ထင်တယ်တည်တော့မလို့ပဲဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။ဒါဆိုရင်တစ်ချက်ဝါကြလေးတွေကြည့်ရအောင်။ဥပမာဘိုက်စာလွန်းလို့တည်တော့မလို့ပဲပြောချင်တာအရန်ဘိုက်စာတယ်။ဘဲကကိုဖာစောဂျူဂူကောကတ်ထာယိုဘဲကကိုဖာစောဂျူဂူကောကတ်ထာယိုခုတော့အသေးပူတယ်အဲဆိုရင်ပူလို့တေတော့မလို့ပဲသောဆိုဂျူဂူကောကတ်ထာယိုသောဆိုဂျူဂူကောကတ်ထာယိုအင်းစားရများလို့တေတော့မလို့ပဲ숙제가 너무 많아서 죽을 것 같아요. 숙제가 너무 많아서 죽을 것 같아요. 아마도 우리로서 가오이야 가이드. 로아 찌바라 퓨가 피다. 가오이야 가이런로 데이러멜로 배수인 머리가 너무 아파서 죽을 것 같아요. 머리가 너무 아파서 죽을 것 같아요. 머리가 너무 아파서 죽을 것 같아요. ဘာလို့ဆိုအမအညာပတိမအိတ်တာမအိတ်မပြောတာကြည့်မြခွနေညိုနေတယ်လားပြင်းလို့တေတော့မယ်လို့ပြောချင်ရင်심심해서 죽을 것 같아요 심심해서 죽을 것 같아요စိတ်ပူလို့တေတော့မှာပဲဆိုရင် 걱정돼서 죽을 것 같아요 걱정돼서 죽을 것 같아요 ပြင်ပန်းလို့တေတော့မှာပဲဆိုရင် 힘들어서 죽을 것 같아요တကယ်လို့မတို့ကကာကြီးတွေကအရှိမပြောချင်ဘူးအတူဖြုတ်ဖြုတ်ပြောရမလားအဲ့ချိန်ကျရင်စောလေးကိုဖြုတ်လို့ရတယ်တိုးတိုးလေးပြောချင် 힘들어 죽을 것 같아 힘들어 죽을 것 같아 အင်္ဂိုင်လို့တည်တော့မယ်ဆိုရင် 졸려서 죽을 것 같아요 ရှိတယ်တိုးပြောချင်တယ်ဆိုရင် 졸려 죽을 것 같아 졸려 죽을 것 같아ကဲဒါဆိုရင်ဒီနေ့ပြောသွားတာလေးကတော့ verb အောရောစော 죽을 것 같다 ဆိုတဲ့ grammar လေးပဲဖြစ်ပါတယ်အဲ့ဒီ verb အခြေအနေကအရန်ကိုပြင်းထန်တဲ့ခါမှာသုံးပါတယ်အဲ့ဒီအခြေအနေကအရန်ပြင်းထန်လို့သေတော့မလို့ပဲသေတော့မယ်ထင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ထောင်မဲ့တိုးမနိုင်ဘူး